သုံးရာစုတွင်ရောမဧကရမင်းများ၏ခရိယန်များပေါ်ဆက်ဆံပုံ AD 201မှ AD 300ထိသုံးရာစုဟာရောမမင်းအင်ပါရာသမိုင်းမှာ Third Century Crisis လို့ခေါ်တဲ့နိုင်ငံရေးမတည်ငြိမ်မှုစစ်ပွဲနဲ့စီးပွားရေးပြက်ကတ်တွေပြည့်နှက်နေတဲ့ကာလဖြစ်ပါတယ်။ဒီကာလအတွင်းမှာဧကရာဇ်တွေအပြောင်းအလဲအလွန်မြန်ခဲ့ပြီးခရိယန်တွေအပေါ်ဆက်ဆံပုံကလည်းပဲအပြည့်အဝအတိမတ်မပြုပဲလျစ်လျူရှုထားခြင်းမှသည်တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြင်းထန်စွာနှိပ်ကွပ်ခြင်းအထိအစွန်းနှစ်ဖက်ပြောင်းလဲခဲ့ပါတယ်။ Septimius Severus AD 202မှ210သူ့ရဲ့လက်ထက်မှာဂျူးဘာသာနဲ့ခရစ်ယာန်ဘာသာကိုကူးပြောင်းလာခြင်းကိုတရားဝင်ပိတ်ပင်ခဲ့ပါတယ်။အင်ပါရာတစ်ခုလုံးအတိုင်းအတာနဲ့မဟုတ်ပေမဲ့အချို့ဒေသတွေမှာပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုများရှိခဲ့ပါတယ်။ Caracalla AD 211မှ219ခရစ်ယာန်တွေကိုအဓိကပြတ်မှတ်မထားခဲ့ပါဘူး။ AD 212မှာအင်ပါရာအတွင်းရှိလွတ်လပ်သူအားလုံးကိုရောမနိုင်ငံသားဖြစ်သတ်မှတ်ပေးခဲ့တဲ့အတွက်ခရစ်ယာန်အများပြားကလည်းနိုင်ငံသားအခွင့်အရေးကိုရရှိခဲ့ပါတယ်။အေးချမ်းတဲ့ကာလညှဉ်းပန်းနှိပ်စက်ခြင်းမရှိတဲ့ကာလဖြစ်ပါတယ်။ Severus Alexander AD 222မှ235ခရစ်ယာန်များပေါ်မှာအလွန်သီးခံခဲ့ပါတယ်။သူ့ရဲ့တီးသန့်ဝတ်ပြုခန်းမှာအခြားနတ်ဘုရားတွေနဲ့အတူအာဗြဟံတို့ယေရှုခရစ်တော်တို့ရဲ့ရုပ်တုကိုပါထားရှိပြီးကိုးကွယ်ခဲ့တယ်လို့ဆိုကြပါတယ်။သူကအပေါင်းလက္ခဏာဆောင်ပြီးတော့ခရစ်ယာန်တွေပေါ်မှာတီးခံခွင့်လွှတ်ခဲ့ပါတယ်။ Maximinus Threat AD 235မှ238အရင်ကဧကရစ်ကိုဆန့်ကျင်ပြီးတော့တက်လာတဲ့သူဖြစ်ပြီးတော့အရင်ဧကရစ်အားပေးခဲ့တဲ့ခရစ်ယာန်အသားဝိုင်းကိုပြန်လည်ပြီးတော့နှိပ်ကွပ်ခဲ့တဲ့မင်းဖြစ်ပါတယ်။အထူးသဖြင့်ဖျားเจ้าခေါင်းဆောင်များကိုပြစ်မှတ်ထားပြီးတော့ဖမ်းဆီးခဲ့ပါတယ်။ Felix the Arab AD 244မှ249ခရစ်ယာန်တွေအပေါ်အလွန်စာလာနားလည်ပြီးကောင်းမွန်စွာဆက်ဆံခဲ့ပါတယ်။သမိုင်းပညာရှင်အချို့ကသူ့ကိုလျှို့ဝှက်ခရစ်ယာန်ဒါမှမဟုတ်ပထမဆုံးသောခရစ်ယာန်ရောမဧကရာဇ်မင်းလို့တောင်မှယူဆကြပါတယ်။ Decius AD 249မှ251ရောမအင်ပါရာယိုယွင်းလာမှုကိုကာကွယ်ဖို့အတွက်ရောမနတ်ဘုရားများကိုပြန်လည်ပူဇော်စေခဲ့သူဖြစ်ပါတယ်။နိုင်ငံသားအားလုံးကရောမနတ်ဘုရားများကိုရစ်ပူဇော်ပြီးကြောင်းတက်တေခံလက်မှတ် Libellus ရယူရမယ်လို့အမိန့်ထုတ်ခဲ့ရာဒါကိုညှင်းဆန်တဲ့ခရစ်ယာန်အမြောက်များတပ်ဖြတ်ခြင်းနဲ့ညှဉ်းပန်းခြင်းခံခဲ့ရပါတယ်။ Valerian AD 253မှ260Decius ရဲ့မူဝါဒကိုလက်ခံပြီးတော့ပုံမပြင်းထန်တဲ့အမိန့်များထုတ်ခဲ့ပါတယ်။ခရစ်ယာန်ဓမ္မဆရာများကိုတေတံပေးခြင်းခရစ်ယာန်တထေးများနဲ့အမတ်များ၏စီးစိမ်ချမ်းသာများကိုတင်စီခြင်းနဲ့ဝတ်ပြုစည်းဝေးခွင့်ပိတ်ပင်ခြင်းတို့ကိုပြုလုပ်ခဲ့ပါတယ်။နောက်ထပ်ဧကရာဇ်မင်းတစ်ယောက်ကတော့ Gallienus AD 260မှ268သူဖခင် Valerian လက်ထက်ကထုတ်ပြန်ခဲ့တဲ့နှိပ်ကွပ်ရေးအမိန့်တွေကိုရုပ်သိမ်းခဲ့ပြီးခရစ်ယာန်ဘုရားကျောင်းများနဲ့ပိုင်ဆိုင်မှုများကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။ဒီကာလကနေစပြီးနောက်ထပ်အနှစ်40ခန့်ခရစ်ယာန်များကငြိမ်းချမ်းစွာနေထိုင်ခွင့်ရခဲ့ပါတယ်။ Diocletian AD 284မှ305 300စုရဲ့အဆုံးသတ် AD 303မှာအင်ပါရာတည်ငြိမ်ရေးအတွက်ခရစ်ယာန်ဘာသာကိုအမြင့်ဖြတ်ချေမှုန်းရန်ကြိုးပမ်းခဲ့ပါတယ်။ကျောင်းတော်များကိုဖျက်ဆီးခြင်းနဲ့ကျမ်းစာများကိုမိရှုခြင်းအရပ်ဘက်အခွင့်အရေးများကိုပိတ်ပင်ခြင်းနဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းများကိုရောမသမိုင်းမှာအဆိုးဝါးဆုံးပြုလုပ်ခဲ့ပါတယ်။ခြုံငုံသုံးသက်ချက်နဲ့နှိုင်းယှဉ်မှုများ300စုတွင်ရောမဧကရာဇ်မင်းတွေရဲ့ခရစ်ယာန်တွေပေါ်ဆက်ဆံပုံကိုကြည့်မယ်ဆိုရင်အဓိကပုံစံ3မျိုးနဲ့တွေ့ရမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့နိုင်ငံရေးအရနှိပ်ကွပ်သူများ Decius Valerian Diocletian ဒီဧကရာဇ်တွေကခရစ်ယာန်တွေကိုကိုရေးကိုယ်တာမုန်းတီးလို့ထက်ရောမအင်ပါရာကျဆုံးနေခြင်းဟာရောမနတ်ဘုရားတွေကိုမကိုးကွယ်လို့ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။အင်ပါရာစီးလုံးညီညွတ်ရေးအတွက်ခရစ်ယာန်တွေကိုအဓိကရန်သူဖြစ်သတ်မှတ်ပြီးနှိပ်ကွပ်ခဲ့ကြတာဖြစ်ပါတယ်။နံပါတ်2
တီးခံလွတ်လျူရှုသူများ Caracalla Gallinius အင်ပါရာအတွင်းတည်ငြိမ်ရေးနှင့်စစ်ရေးကိုသာအာရုံစိုက်ပြီးခရစ်ယာန်တွေကိုအန်ဒီရမရှိတဲ့အုပ်စုတစ်ခုအဖြစ်သတ်မှတ်ကလွတ်လပ်ခွင့်ပေးထားသူများဖြစ်ပါတယ်နံပါတ်3စာနာထောက်ခံသူများ Severus Alexander Philip the Arab ခရစ်ယာန်ဝါဒီရဲ့အတွေးခေါ်ကိုနှစ်သက်ပြီးတော့အကာအကွယ်ပေးခဲ့ုံသာမကပဲနဲ့မိမိတို့ကိုယ်တိုင်မှာယုံကြည်တက်ဝင်ဖို့အထိမိဆက်ခဲ့သူများဖြစ်ပါတယ်ဒီလိုမျိုးဖိနှိပ်မှုနဲ့လွတ်လပ်ခွင့်ရည်လှိုင်းတွေကြားမှာရုန်းကန်ခဲ့ရပြီးနောက်400စုအစ AD 313မှာ Agric Constantine ရဲ့မီလန်အမိန့်ပြန်တမ်း Edict of Milan ကြောင့်ခရစ်ယာန်ဘာသာဟာရောမအင်ပါရာတွင်တရားဝင်ကိုးကွယ်ခွင့်ရဘာသာတစ်ခုဖြစ်လာခဲ့ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းထပ်တွေ့ကြမယ် Bye bye bless you all